လုံးဝမတင်ပါဘူးเนาะဒါကြောင့်မလို့အကောက်တူလားအကောက်စစ်လားတည်တည်ချာချာခွဲခြားကြည့်ပြီးတော့ကျွန်မလာဟိုင်းလိုက်ပေါ့နော်စကိုင်းအများကြီးပြောလို့ရှိရင်အမားကြီးအများကြီးပါမှာဆိုလို့ဒီလိုလုပ်ချင်တာလားဒီလိုလုပ်ချင်တာလားပြီးတော့ရှင်တို့လုပ်ချင်တာလည်းပေါ့နော်ကျွန်မအဖက်နည်းနည်းလျှော့လာကျွန်မအဖက်တွေတအားများနေကျွန်မသိတယ်အဲကျွန်မအဖက်များကျွန်မမကြိုက်ဘူးဘယ်ရလဲဆိုတော့မောင်လေးဖာတန်းရပါနော်မောင်လေးမီးမနေနဲ့မောင်လေးဖယ်ရလေညာဒါကျွန်မရဲ့ငကို official ရုပ်ကြီးဖြစ်သွားပြီပေါ့နော်ဒါတော့ကျွန်မရဲ့ငကိုရုပ်ပေါ်ရှင်ဒါပဲကျွန်မရုပ်တော့မလာဘူးဒါပေမဲ့ကျွန်မစိတ်လာလားဆိုတော့ကျွန်မစိတ်လည်းမလာပါဘူးနော်ဘာမှမလာပါဘူးရုပ်လည်းမလာဘူးစိတ်လည်းမလာဘူးဒါပေမဲ့ဘာမှမလာဘူးရှင်တို့ဘောနော်အဲ့လိုမျိုးမျက်နှာလေးပါမကြိုက်တယ်အဲ့လိုမျိုးအောက်ပိုင်းပါညာပါမကြိုက်တယ်ဆိုရင်ညီမစီမမျက်နှာပါမယ်အောက်ပိုင်းပါမယ်တလားလုံးတိုးသွားနေစားပြီးဆက်လို့ရပါပြီဟာရှယ်ကိုကြိုက်တာလားမရှယ်တာကိုကြိုက်တာလားရုပ်ကတော့မလားကိုရှင်တိခိုင်မျိုးကြည့်ပြီးလားပြမကြည့်နော်ကျွန်မပြမကြည့်အကိုကြီးကောင်းနေတာအကိုကြီးအဲ့လိုမျိုးပေါ့နော် Oh my god ဟာကျမလုံးဝအဖက်မထည့်ထားတော့ဘူးကျမဘာလို့ဆိုတော့ကျမမလာချင်တော့လည်းငကိုရက်ကလေးနဲ့ဖိုက်လွင်နေပါနော်ကျမရဲ့ငကိုရက်ကလေးကဒါဖြစ်တဲ့အတွက်အဆင်ပြေတယ်ပါညာဆိုရင်တော့လာချက်ပေါ့အပြင်မလိုက်ဘူးနော်ပိုးလာမီးမနေနဲ့ခလေးရတယ်ဟာမင်းကြီးဒီအစဲတောင်းနေရလားကိုကြီး ABC ဘာဖြစ်လို့စိတ်နေချရလဲကိုကြီး ABC ရဲ့ကိုကြီး ABC စိတ်ချညီမလေးကမရဘူးသိလားဘာဖြစ်လို့လဲဆိုတော့ညီမလေးကဟောမဟုတ်ဘူးကိုကြီး ABC ရဲ့ဒီတနာကိုညီမလေးရစီဒါပေမဲ့ညီမလေးကမရဘူးမမျိုးဘူးကောင်းနေမချနဲ့အဲ့လိုမျိုးလိုက်တကယ်လွင့်တဲ့ဟော့တွေမှာသွားချရင်အဆင်ပြေတာညီမလေးကဟောမဟုတ်တော့ဘာမှလုပ်လို့မရပေးချင်အချစ်တွေပဲပြီးအဲ့ဒီစိတ်တွေမပေးနဲ့စိတ်တွေကဘာမှသုံးစားလို့မရအောင်အချစ်တရားဆိုတာချစ်ခံချင်တဲ့ကျမချစ်တယ်လို့ချင်ပါတယ်ကို ABC စရပါနော်တမျိုးမထင်ပါနဲ့တကယ်ချစ်ခံချင်တာပါကဲခေါင်းကြည့်လို့ family ဝင်လိုက်လေဟဲ့ဘာဖြစ်လို့ဆိုတော့ကိုလုံးငယ်အလုံးငယ်အဲ့လိုမျိုး agency တစ်ခုခု join ပြီးတော့လုပ်ဖို့ဆိုတာအဆင်မပြေဘူးအဲ့ဒီ agency လည်းတိတ်ခါကြတယ်ကျမလုပ်နေတဲ့အလုပ်ကြီးနဲ့တယ်လီဖုန်းအကောက်တူလေးရှိလို့အကောက်တူလေးကိုတိတ်ချတတိပြုပြီးတော့မှလာပြီးတော့ဟိုင်းပြပါနော်ညီမကတော့နမေကခေါင်းကြီးမဟုတ်ပါဘူးဟုတ်လားခေါင်းကြီးမဟုတ်ရင်ဘာကြီးတော့လက်ဖြူကြီးလားသူပြန်မချစ်တဲ့ကောင်ကြီးပါဟာညီမတယ်လီဂရမ် user name လေးချထားရနော်အပိုစကားတွေညီမကိုပြင်လိုက်လာပါညာမေးတခါတန်းဘလော့ပါမယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရှိကျမရဲ့ Nancy ပဲဖြစ်ပါရှင် Oh my god တိတော့ကဲကျမစီမရှင်တို့ရတက်ပန်တောင်းနဲ့လီကျိုးပါအောင်အဲ့လိုမျိုးကိုကတေသွားခဲ့လို့ရှိရင်တော့မှခွင်းထုချင်ပါတယ်ဆိုတဲ့အကိုကြီးတွေအတွက်ရတက်ပန် channel လေးကို3000နဲ့ဝင်လို့ရပြီနော်ပြီးတော့အဲ့လိုမျိုးကိုကအဲ့လိုမျိုးရတက်ပန်မဝင်ချင်ဘူးကိုကခဏတစ်ပြုတ်စိတ်ပါတဲ့အချိန်လောက်ကလေးပဲထုချင်တယ်ဆိုရင်တလားစာကို3000နဲ့တလားစာကို3000နဲ့ဝင်လို့ရပါတယ်ဘာတွေတုံးဟာအကုန်ကိုမယ်နော်ဒါဘယ်လိုဝင်ကိုမယ်တော့ဟုတ်တယ်ရှားရှိတယ်မိချောင်းမသမီးလေးမအောင်ချစ်လို့ရတာပေါ့ဒါပေမဲ့ချစ်တယ်ဆိုလို့ရှိရင်တော့ဟိုနောက်စားတော့အဲ့ရနေနော်နောက်စားမအဲ့နိုင်မနဲ့ချစ်တယ်လို့မပြောနဲ့မရှက်ပါဘူးเนาะကျမပြပြမယ်เนาะကျမသူများပစ္စည်းကိုခိုးစားနေရမဟုတ်ဘူးเนาะပြီးတော့လေသူများပစ္စည်းကိုလိန်စားနေရလည်းမဟုတ်ဘူးเนาะသူများစီကခြုစားနေရလည်းမဟုတ်ဘူးရှင်เนาะသူများမရင်ငယ်ခံနေရလည်းမဟုတ်ကျမအပြင်မှာဖာထွက်ခံနေရလည်းမဟုတ်တဲ့အတွက်ကျမဒါကိုရှက်စရာလို့မမြင်ပါဘူးเนาะအကိုကြီးဒါအခုလိုမျိုး comment နဲ့အကိုကြီးဒါရှက်ရမှာသိလားနော်ကျမကဒါကိုကျမရှက်စရာလို့မမြင်ထားဘူးကျမသူများပတ်စံကိုလိန်ညာပြီးတော့
ယူပြီးတော့ကျွန်မစားနေရလဲမဟုတ်တဲ့ကျွန်မလိပ်ပြကျွန်မလုံနေเนาะအဲ့လိုမျိုးကျွန်မမရှိရင်ကျွန်မဘယ်သူမှလာပြီးတော့ရော့နန်းစုသမင်းစားအဲ့လိုကျွန်မမိသားစုဘယ်သူမှလည်းတင်ကျွေးထားမှာမဟုတ်ဘူးเนาะအဲ့ဒါကြောင့်ကျွန်မမရှက်ပါဘူးရှင်သူများပစ္စည်းခိုးစားတဲ့သူရှက်ရမယ်သူများအိမ်အောင်ရှိတဲ့ဟာကိုဖြတ်စီးတဲ့သူရှက်ရမယ်ပြီးရင်ခြူစားတဲ့ကောင်မကြီးရှက်ရမယ်ပြီးရင်အပြင်မှာဖာထခံစားတဲ့ကောင်မကြီးရှက်ရမယ်ဒါကကျွန်မခန္ဓာကိုယ်နဲ့အဲ့လိုမျိုးအပြင်မှာမရင်းတာတခုပဲရှိရပေါ့เนาะဒါပေမဲ့ကျွန်မကိုကျွန်မလောက်လို့တတ်မှတ်ထားတဲ့ကျွန်မမရှက်ပါဘူးเนาะကိုမင်းထလာပါလားတော့မသိဘူးเนาะအကိုကြီးမှန်နဲ့ကွန်မန့်လားကိုကြီးအဲ့လိုမျိုးငါဒီလိုမျိုးအောက်တန်းစားမှန်မျိုးမှန်လိုက်လို့ငါအောက်တန်းစားကောင်ဖြစ်သွားရလေချင်းဆိုပြီးကိုကြီးရှက်ရမှာဗျเนาะကျေးဇူးတင်ပါတယ်ကျမတော့မချက်ပါဘူးเนาะကျေးဇူးဟုတ်ဟုတ်ကဲကျမစီမှာတလားစာကိုမန်မာကို3000နဲ့စာပြောဝင်လို့ရပါပြီရှင်မန်မာလေးမှာဆိုရင်9နိုင်ကနေ9နိုင်45အထိပုံမှန် like ကလေးကြည့်ရမယ်ပြီးတော့ပြီးတော့ပေါ့နော်ညီမစီမှာကျတော့ကောင်မလေးရှိရက်ကိုတနေ့တစ်ယောက်နှုံးနဲ့9နိုင်ကနေ9နိုင်45အထိရတက်ပံကြည့်ရမယ်เนาะပြီးလို့ရှိရင်နော်ပြီးတော့ဘာလို့အဲ့လည်းပြီးလို့ရှိရင်ပေါ့နော်အဲ့လိုအများထဲမှာဇာတက်ပံမှာကျတော့တနေ့တစ်ယောက်နှုံးနဲ့ကြည့်ရမယ်ပေါ့နော်ဇာတက်ပံကို3000နဲ့ကြည့်ရမယ်ပြီးလို့ရှိရင်ချက်တာကျတော့မျက်နှာလေးပါမယ်အောက်ပိုင်းလေးပါမယ်တနေ့တစ်ခါချက်ကိုအပီးထိမှချက်ရတာကြိုက်ပါတယ်ဆိုတော့အကူကြီးအတွက်မျက်နှာပါမယ်အောက်ပိုင်းပါမယ်တနေ့တစ်ခါချက်ကိုတစ်လ3000နဲ့ရှိနေဘာမှသိမပေါ့ကျမဘာမှမပြတ်ထားကျမလုံးလုံးချုံချုံမှဝတ်ထားတယ်ရှင်တို့ဘာမှဘာမြင်ရှင်သေးရလဲကျမတီးဘူးတဲ့အကြောင်းပြောပြတယ်ကျမဘာကိုတီးဘူးရမှာလဲကျမဘာကိုတီးရမှာကျမတီးဘူးရအောင်လေကျမအိုးစီထိုးပတ်တီးနေရပြလည်းမဟုတ်ကျမနိုင်ဘူးတဲ့အကြောင်းပြောပြစင်တော့ကျမနည်းနည်းပါပြပြလိုက်ရတယ်စတာပါနော်ရှင်တို့ကအတူလေးဝေးရမှာတဲ့ကျမမွေးချင်ဘူးနော်ကျမဝေးချင်ဝေးမဲမဝေးချင်ဝေးဘူးပေါ့နော်ကျေးဇူးတင်ပါတယ်တခါချက်မရဘူးရှင်ညီမစင်တလားစာအနည်းဆုံး3000ပဲရှိရသိလားပြီးတော့လေ official account နဲ့ချက်ပြရမှုလို့လေဘာမှလိန်ခံရမှာပါညာလဲစိတ်ပူရှာမလို့နော် KBZ account ရှိတယ်ဒါမှကျွန်မဖြတ်ခိုင်းမလို့လားကိုကြီးဟုတ်ကြတက်ပံ3000ကကျတော့ light တီးတက်မှာနော်ကိုကြီးဟိုတစ်လချက်တာပါရှင်နိုင်ဖူးတဲ့အချောင်းတစ်ခါတည်းကျနှားရပါချီရလေချီတော့ကျတော့အဲ့လိုမျိုးနှာခေါင်းအမှုန်နေပါဝင်တော့ရားတော့အဲ့လိုမျိုးနှိုက်လိုက်လို့ရှင်တော့နည်းနည်းလေးအရားပြေသွားတယ်အဲ့ဒါပါစီလေစီးမဟုတ်ဘူးကိုကြီး